အားလုံးပဲမင်္ဂလာပါမမတို့ရေအခုပြပေးခြင်းတဲ့ပုံလေးရတော့မမတို့ရေဘလုံးကနေပြီးတော့အသစ်ထွက်တဲ့ခြိသားเนาะခြိသားလုံးစွပ်လေးပါရှင်ရှေ့ကွယ်ပုံစံလေးလောက်ထားပေးတယ်ဒါပေမဲ့ရှေ့ကွယ်မဟုတ်ပါဘူးเนาะလုံးစွပ်ပါရှင်မမတို့ရေဒါလေးကဒီမှာเนาะပန်းကလေးတွေကိုသူကအရှေ့လေးမှာအဲ့လိုလေးထိုးထားပေးတယ်မမတို့ရေပြီးလို့ရှိရင်လက်ကလေးကဒီလိုမျိုးလေးเนาะအရန်နဲ့ကိုချစ်ဖို့ကောင်းပါတယ်မမတို့ရေမယိုးမဆန်းလေးပါခြိသားစစ်စစ်ကလေးပါရှင်မမတို့ရေမြင်ဝတ်ထားတဲ့ site ကလေးကတော့ HL site ကလေးပါသူကတော့လက်ဆိုင်ကနေပြီးတော့4 share ထိပါရှင်မမတို့ရေသူရဲ့ကက်စီလေးကတော့4000နဲ့မှ5000ပါเนาะမမတို့ရေအခုမမဝတ်ထားတဲ့ပုံလေးစိုက်ကကြတော့ 8 share ဒါလေးကမမတို့ရေလက်ဆိုင်ကိုဒီရောင်လေးတစ်ရောင်ရမယ်မမတို့ရေပြီးရင်အဖြူဆွတ်ဆွတ်ကလေးเนาะအဖြူဆွတ်ဆွတ်ကလေးเนาะအဖြူဆွတ်ဆွတ်ကလေးတစ်ရောင်ရမယ်ပြီးရင်မမတို့8 share ကမဝတ်ထားတဲ့အရောင်လေးရယ်ဒီအရောင်လေးရ2ရောင်ရပါမယ်ရှင်2 share လေးကကြတော့မမတို့ရေဒီအရောင်ကလေးတစ်ရောင်ရမယ်ပြီးရင်မဝတ်ထားတဲ့လိုအရောင်မျိုးလေးတစ်ရောင်2ရောင်ရပါမယ်ရှင်3 share လေးကတော့မမတို့ရေဒီအရောင်လေးတစ်ရောင်ရမယ်ပြီးလို့ရှိရင်မမတို့ရေဒီမှာเนาะလက်ပြလေးတစ်အောင်ရပါမယ်ရှင့်4 share လေးကတော့မမတို့ရေဒီအရောင်လေးတစ်အောင်ရပါမယ်ရှင့်အရောင် color line လေးလည်းအကုန်လုံးလှပါတယ်အရန်နဲ့လည်းပုံစံလေးကအရန်နဲ့ရိုးရိုးလေးနဲ့အရန်နဲ့ဟိုကြည့်လို့ကောင်းတယ်ပေါ့နော်အရန်လှပါတယ်